မင်္ဂလာပါရှင်ရုပ်ထက်လေးတွေအကြောင်းကိုအနေချင်းပြပြချင်ပါတယ်ရှင်ဒီရုပ်ထက်လေးတွေကဈေးကြီးတယ်တဲ့ဈေးနှုန်းမြင့်ပါတယ်တဲ့အဲ့လိုလေးတွေပြောကြပါတယ်ရှင်အဲ့ဆိုတော့ဒီရုပ်ထက်လေးအကြောင်းကိုအနေချင်းရှင်းပြပေးပါမယ်ရှင်ဒီရုပ်ထက်လေးတွေကလက်ရက်တဲ့ handmade ထဲလည်းဖြစ်ပါတယ်ရှင်ပြီးတော့ချီအသုံးပြုထားတဲ့ချီရလည်းပါအိန္ဒိယ280ချီချောထဲကိုပဲအသုံးပြုထားပါတယ်ရှင်ချီချောပဲအသုံးပြုထားတဲ့ဒီနံပါတ်ကိုပဲအမြဲတမ်းအသုံးပြုပါတယ်ရှင်သူကချီတိမ်ပြီးတော့ချီပေါက်တာရှိမယ်ပြီးတော့ချီတိမ်ပြီးတော့ပိုးဖောက်တာရှိမယ်ဒါလေးဆိုလို့ရှိရင်ချီတိမ်ပြီးတော့ပိုးဖောက်ထားပါတယ်ရှင်ပြီးတော့သူကဟိုလက်နဲ့ handmade ဆိုတော့နော်လက်လေးတွေနဲ့ဟိုဒီလက်နဲ့ဒီလိုတစ်ခုချင်းလေးပေါ့နော်ကာလာတစ်ခုချင်းလေးတွေကိုဒီမှာအပွင့်တစ်ခုချင်းကိုကာလာတစ်ခုချင်းဒီအဲ့လိုလေးတွေရက်လုပ်ပေးရပါတယ်ရှင်ဟိုဆက်နဲ့ဆိုလို့ရှိရင်တော့ဒီလိုတောက်လျှောက်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဒီမှာတစ်ရောင်ဒီမှာတစ်ရောင်အဲ့ဒါဆိုတော့အရောင်လေးတွေကဒီနားတစ်ရောင်ကောက်ပြီးရင်ဒီနားလေးမှာတစ်ရောင်ထပ်ပြောင်းကောက်ရပါတယ်ရှင်အဲ့ဒါလေးတွေကအနုစိတ်လေးတွေကိုပါလုပ်ရပါတယ်ရှင်လက်ဝင်နေပေါ့နော်ဒါလေးတွေကတခုချင်းအယောင်လေးတွေကိုတစ်ခုပြီးတစ်ခုပြောင်းကောက်ရတဲ့အတွက်ကောသူကအချိန်လေးတွေပြရပါတယ်ရှင်ဒီထယ်လေးတွေဆိုလို့ရှိရင်ရက်လုတ်တဲ့လူကလည်းပါဒီထယ်လေးတွေကိုယ့်ရဲ့ရောလုံကြီးလက်ရက်ထယ်လေးတွေကိုလှလှပပလေးတွေကိုထွက်လာတည်ဖို့အတွက်ကောတကယ်ကိုစိတ်ရင်းစင်နာနဲ့ထားပြီးတော့မှရက်လုတ်ကြတဲ့အတွက်ကောဒီလိုလှပတဲ့ထယ်လေးတွေကိုရရှိပါတယ်ရှင်ဒီထဲလေးတွေရက်လောက်တဲ့ချိန်မှာလည်းပါဟိုတန်ရှင်းတက်ရဖို့အတွက်ကိုလည်းပါသူတို့မှအထူးပြုရပါတယ်ရှင်ဒါလေးဆိုရှင်ဒီရာဆိုလို့ရှိရင်တော့ဟိုနယ်လေးတွေမှာရက်တဲ့ဟာတွေပေါ့နော်ကျမတို့ခံကောနယ်မှာရွာလေးတွေမှာရက်တဲ့ဟာတွေပါတကယ်ရွာလေးတွေမှာရက်တဲ့အထည်လေးတွေကဒီလိုမျိုးတန့်လေးတွေထွက်လာတဲ့ဆိုတာရက်လောက်တဲ့လူတွေကလည်းပါဒီရောထဲလေးတွေကိုတကယ်ကိုချစ်မြတ်လို့တဲ့စိတ်တွေရှိနေအပြည့်အဝရှိနေလို့အတွက်ကောဒီအထည်လေးတွေကဒီလောက်လှပတဲ့တွေးကောင်းတဲ့အထည်လေးတွေကိုရရှိပါတယ်ရှင်ဟိုဒီရောသူလေးတွေရက်လုတ်ထားတဲ့ရောလူငီလေးတွေကိုမွေဖူးတိပုဆိုလို့ရှိရင်တစ်ချိန်တစ်ခါလောက်ဝယ်ယူပြီးတော့ဝယ်ယူအပေးပြီးတော့ဝတ်ဆင်ကြည့်ပေးပါရှင်ဒါဆိုလို့ရှိရင်ဒီထဲလေးတွေဈေးကြီးတယ်ဆိုတာကိုခံစားမိရမှာမဟုတ်ပါဘူးရှင်ဒါလေးတွေကပြရတဲ့ငွေတန်မိုးနဲ့ဝတ်ဆင်ရတဲ့အကျိုးကဟိုပေါ့နော်တကယ်တက်ပါတယ်လို့ဟိုတကယ်တန်တယ်ဆိုတာကိုဝတ်ဆင်ကြည့်မှပဲခံစားရပါမယ်ရှင်ဒီထယ်လေးကိုရက်လုတ်တဲ့ရောသူလေးတွေကစိတ်မနှောဖြူစင်တဲ့ရောသူလေးတွေဖြစ်ပါတယ်ရှင်ရောထယ်လေးတွေဝတ်ဆင်ပြီးတော့လှနေကြပါစီရှင်လှပကြပါစီရှင်ဒီထယ်လေးတွေကိုဝယ်ယူလို့ပါကဗိုက်ပါနံပါတ်3992668899နဲ့399541ခုံ6ကိုဆက်သွဲမှာယူရရှိနိုင်ပါတယ်ရှင်ဖုန်းဆက်ပဲလည်းမြင်မြန်လို့ရပါတယ်ဗိုက်ပါနေပြီးတော့မှလည်းဆက်သွဲလို့ရပါတယ်ရှင်စန်းဒီဆိုင်ရဲ့ရောလုံကြီးရောင်စိန် page မှာလည်းပါဆက်သွဲမှာယူရရှိနိုင်ပါတယ်ရှင်ဟိုအထက်အသစ်လေးတွေမြင်ရဖို့အတွက်ကိုလည်းပါဟို page ကိုလည်း like and follow လေးလုပ်ထားပေးပါဦးရှင် TikTok မှာလည်းပါအပေါင်းလေးနဲ့အသေးလေးပေးပြီးတော့ဟို comment လေးတွေလည်းရေးပေးပါဦးရှင်အထက်အသစ်လေးတွေအမြဲတမ်းကိုတင်ပေးနေပါတယ်ရှင်အထက်အသစ်လေးတွေကိုအရင်ဆုံးမြင်ဖို့အတွက်ကိုဟိုပေါ့နော် like and share လေးတွေလုပ်ပေးထားပါဦးရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်